မင်္ဂလာပါဒါကတော့ပန်းလောင် eco လို့သွားတာပေါ့နော်ကျမတို့မန္တလေးက project ကအဖွဲ့သားတွေ member တွေ trainer တွေအကုန်လုံးစုပြီးတော့သွားကြတာပေါ့နော်ပျော်တရားကြီးပါရှင်သွားရင်းနဲ့ဗာလေးစိတ်ကူးပေါက်လဲဆိုတော့ကျမတို့ဒီမှာမြင်လာမှလည်းလက်ချက်ကတွေဝတ်ထားတယ်ပေါ့နော် safety အတွက်ပေါ့နော်ရေထဲကိုသွားမှဖြစ်တဲ့အတွက်ဝတ်ထားတာပါအဲဒီမှာဗာလေးအကြံတစ်ခုရသွားလဲဆိုတော့ကျမတို့ဒီပေါ့နော်ဒီမြစ်ထဲကိုသွားမယ်ဆိုတာနဲ့ကိုမသွားဘူးတဲ့အရက်မသွားလာနေချာမှုတ်တဲ့အတွက်လက်ချက်ကကလေးတွေပေါ့နော်ကိုအတွက် safety ဖြစ်အောင်ဝတ်ထားကြတယ်အဲ့လိုမျိုးလက်ချက်ကကလေးတွေဝတ်ထားလိုက်ရတဲ့အတွက်ကိုယ့်ရဲ့စိတ်ထဲမှာဘယ်လိုခံစားရလဲမြစ်ပြင်ကြီးထဲမှာဒီတိုင်းမဲ့သမောစီးသွားတယ်လှေလေးစီးသွားရတယ်လို့ရှိရင်အမလေးငါတော့လှေမောက်ရတော့ငါဘယ်လိုလုပ်မလဲဆိုတဲ့သွင်ပူပန်မှုတွေနဲ့နေရမှာအခုလိုမျိုးလက်ချက်ကလေးဝတ်ထားလိုက်တဲ့အခါကျတော့တကယ်လို့တင်းကတင်းကဆောင်ပေါ့နော်လေးလေးတခုခုရင်းရင်သွားရင်တမပဲငါတို့မှလိုက်ချက်ကရှိတယ်ဆိုတဲ့စိတ်ကလေးပေါ့နော်အဲ့လိုမျိုးလေးခံစားရတယ်နော်ရှင်တို့ရောအဲ့လိုခံစားရတယ်မဟုတ်လားမြစ်ကြောင်းတစ်လျှောက်နှင်းစည်းနေတယ်ပြီးတော့ဟိုရောက်တော့ရေတွေချိုးတယ်အဲ့ဒီချိန်မှာကိုလက်ချက်ကလေးဝတ်ထားတယ်ပေါ့နော်အဲ့ဒီအတွက်ကိုယ်စိတ်ထဲမှာလုံခြုံနေတယ်နှွေးထွေးနေတယ်safety ဖြစ်တယ်ဆိုတဲ့ခံစားချက်ကလေးရရှိတယ်နော်အခုလည်းချက်ကအင်ကြီးတွေအဝါရောင်ကြီးတွေဝက်လေမုံရောင်ကြီးတွေဝက်တကယ်ဆိုလို့ရှိရင်ကျမတို့ဝတ်ထားတဲ့အင်ကြီးအလှပတွေကိုသူကဖုံသွားတာလေနော်ဒါပေမဲ့လည်းကျမတို့ဝတ်ဆင်ကြတာပဲကျမတို့က safety လို့ရှင်နေတဲ့အတွက် safety ဖြစ်ခြင်းတဲ့အတွက်ဝတ်ဆင်ကြတယ်ကျမတို့သွားကြတယ်မရေတကွန်ကြီးတော့ရောက်ခဲ့တယ်ပြန်လာတယ်ဘယ်သူမှလည်းဘာအန်တီယမမပြည့်ဘူးပေါ့နော်ကျမမနဲ့မန္တလေးကိုပြန်ရောက်လာခဲ့တယ်အဲ့ဒီမှာပြောချင်တာကျမတို့လက်ချက်ကဝတ်တဲ့အတွက် safety ကိုခံစားခဲ့ရတယ်နော်အဲ့ဒီမှာလက်ချက်ကကြီးဝတ်လိုက်ရတာအပူတွေပါဆိုပြီးတော့တွေးမိလားလဲလို့မဟုတ်ဘူးနော်ကျမတို့ရဲ့အသက်အမခံမှာလဲအမခံထားတာကအပူတွေပါဆိုပြီးအဲ့လိုတွေးလို့မရအောင်အသက်အမခံထားလိုက်တယ်ကျမအမခံထားလိုက်ထားတယ်ကိုဒီလိုမျိုး trip သွားရင်ပဲဖြစ်ဖြစ်ကိုတခုခုအပြင်သွားရင်ပဲဖြစ်ဖြစ်ဘယ်နေရာပဲသွားငါမှအသက်အမခံလေးရှိတယ်ဆိုပြီးတော့စိတ်ကလေးနဲ့အကာအကွယ်ရတယ်ဒီပင်းဆိုင်ရာလုံခြုံမှုရတယ်ကျေးဇူးတင်ပါတယ်